အားလုံးပဲမင်္ဂလာပါခင်ဗျာ Redmi ဖုန်းတွေမှာ install တင်လို့မရတဲ့ပြဿနာလေးကိုဖြေရှင်းပေးသွားမှာဖြစ်ပါတယ်ဒီလိုတရုပ်စာရေးပေါ်လို့ရှိရင် install တင်လို့မရပါဘူးခင်ဗျာဒါဘယ်လိုတင်ရမလဲဆိုတော့ setting ထဲကိုသွားမယ် my device ထဲကိုဝင်မယ်ပြီးရင် HyperOS ကို3ချက်ခောက်မယ် developer option ပေါ်လာပါလိမ့်မယ်လောဆယ်ကျွန်တော်ဖွင့်ထားပြီးသားမို့လို့ပါadditional setting တွေကိုသွားမယ် additional setting ရောက်ပြီဆိုလို့ရှိရင် additional setting တွေကိုဝင်မယ်အဲ့မှာ developer option ရှိရယ် developer option တွေကိုဝင်မယ်ဝင်ပြီးလို့ရှိရင်အောက်ကိုဆွဲမယ်ခင်ဗျာဆွဲပါမယ်အားရပါရဆွဲပါမယ်ခင်ဗျာပေါ်ဆွဲမယ်ဟုတ်ပြီဟောမှာအများကြီးချန်သေးပါရဲ့ခင်ဗျာပေါ်ဆွဲမယ်ပေါ်ကိုဆွဲပါမယ်တဲ့ပေါ်တီဆွဲပြီးပါမယ်တဲ့ဟုတ်ပြီဒီမှာ reset to default value ကိုပေါ်လာပါလိမ့်မယ်အဲ့ကိုနှစ်ချက်သုံးချက်ခောက်ပေးလိုက်လို့ရှင်ဒီမှာ down system optimization ဆိုတဲ့ဟာလေးကိုပိတ်ပေးလိုက်ရင်ရပါပြီခင်ဗျာအကောင့်လေးကိုပိတ်ပေးလိုက်ပြီဆိုလို့ရှင်ကျွန်တော်တို့ install တင်လို့ရပါပြီခင်ဗျာဒီဟာလေးကိုစက္ကန့်လေးစောင့်ပေးလိုက်ပါခင်ဗျာစောင့်ပြီးသွားပြီဆိုလို့ရှင်ကိုတင်ကျင်တဲ့ application ကိုကျွန်တော်တို့ file manager ထဲကိုပြန်သွားမယ်ဟုတ်ပြီကျွန်တော်ဒီမှာ Chrome ကဆွဲထားတဲ့ game တစ်ခုကို install တင်လိုက်တာပဲဖြစ်ပါတယ်တင်ပြီးသွားပြီဆိုလို့ရှင်ရပါပြီခင်ဗျာဒီလောက်ပါပဲဗျ